Morning ပေးရမှာဆိုမနက်အစောကြီးနိုးပြီးရုံးဖွင့်ရဆိုရင်မထကျင်သူမို့မနက်စာတေးချမစားဖြစ်ပါဘူးဒီနေ့ပေးရက်လေးမှာပဲပြုတ်တွေကိုအမိဖမ်းနိုင်ခဲ့ပါပြီပဲအကြလေးလှုပ်စားပြီးအိမ်ဖြော်လက်ဖက်ရည်လေးဖြော်တောက်ပါမယ်ပူနဲ့အတူတူမနက်စာလေးလှုပ်စားကြရအောင်နော်ဤကြကွေးကြော်ဖို့အတွက်အရင်ဆုံးအိုးထဲကိုစပိုးဆောင်ရဲ့မြေပဲစီမွှေးလေးထည့်ပြီးစီပူအောင်တည်ပေးပါဤကြကွေးကိုတော့ ready made သုံးထားပါတယ်မုတ်ရတစ်စိမ့် baby ဤကြကွေးကပွားစေးအများကြီးမပါပဲဒိုးနဲ့စားရတယ်လို့မျိုးနူးညံ့နေလို့ပူတော်တော်ကြိုက်ပါတယ်ဆိုင်တွေမှာကြော်တယ်လို့တူလေးနဲ့ဟိုဘက်လှန်ဒီဘက်လှန်လုပ်ပေးပါအယောင်ပြောင်းလိုက်ရင်ဆယ်ပြီးစကားလေးနဲ့စီစစ်ထားလိုက်ပါတယ်ချစ်တော်နီစီချက်ချက်ဖို့အတွက်ချစ်တော်နီသုံးလုံးကိုအခုံခါပြီးရေးဆေးထားပေးပါရေးဆေးထားတဲ့ချစ်တော်တွေကိုပပလေးတွေလှီးလိုက်ပါတယ်ခုနကဤကြကွေးကြော်ထားတဲ့စီနဲ့ပဲချစ်တော်နီစီချက်ချက်ပါမယ်စီပူလာရင်မိထားတဲ့ချစ်တော်နီတွေထည့်ပြီးစီချက်ချက်ပေးပါမီးအလဲလက်ထားပြီးချက်ပေးပါစနွေးအနှဲငယ်ထည့်ပြီးတောက်လျှောက်မှွေပေးပါစီချက်ချက်ရင်မမှွေပဲထားလို့မရပါဘူးနော်မမှွေပဲထားရင်အကျက်မညီပဲတူးသွားတတ်ပါတယ်အယောင်ပြောင်းပြီးကျွတ်လာရင်တော့ဆယ်လို့ရပါပြီအိုရဲစီအနှဲငယ်ထည့်ပြီးပဲပြုတ်တွေထည့်ကြောပေးပါဆိုင်မှာရောင်းတဲ့ပဲကြီးကြကစီများများနဲ့ကြောထားတာပါပူကတော့စီနည်းနည်းပဲသုံးထားပါတယ်အရသာအနေနဲ့စားလေးနည်းနည်းထည့်ပြီးမှွေပေးပါအနက်မွေအောင်ခုနကကြော်ထားတဲ့ကြက်သွန်နီကြော်အနှဲငယ်ထည့်ပြီးမှွေလိုက်ရင်ဤကြကွေးနဲ့တွဲစားမဲ့ပဲပြုတ်ကြော်လေးလည်းရသွားပါပြီလက်ဖက်ရည်ဖြော်ဖို့အတွက်အိုးရဲရေ1 လီတာထည့်ပြီးလက်ဖက်အချိုကြောင့်ထမင်းစားစုံ3 စုံထည့်ပြီးမီးအလဲအလက်နဲ့စူအောင်တဲပေးပါစူပွက်လာရင်10 မိနစ်လောက်ထပ်တည်ပေးပါနော်10 မိနစ်ပြည့်သွားရင်တော့မီးအေးအေးလေးနဲ့ပဲနိုင်ဝက်လောက်ထပ်တည်ပြီးရင်တော့အကြရည်ရပါပြီပုံမှန်အရသာလက်ဖက်ရည်ဖြော်ဖို့အတွက်အကြရည်200 ml သုံးထားပါတယ်နိုးစီထမင်းစားစုံ1 စုံခွဲနိုးစိမ်းထမင်းစားစုံ2 စုံထည့်ပြီးမှွေပေးပါဆိုင်တွေမှာဖြော်သလိုခွက်2 ခွက်နဲ့ဟိုဘက်ထက်ဒီဘက်ထက်ဖြော်လိုက်ပါတယ်အဲ့မှာဖိတ်ကြသွားပါတယ်ချိုးစိမ့်တောက်ချင်တော့နိုးစီ2 စုံထည့်ပေးပါကြောက်ပြောင်းခိတ်ဆုံးဆိုရင်တော့3 စုံလောက်ထည့်ပြီးဖြော်လို့ရပါတယ်ပြီးရင်တော့တောက်မဲ့ခွက်လှလေးတွေပြောင်းထည့်လိုက်ပါတယ်အမြုပ်လေးတွေကိုခတ်ထုတ်ပေးပါဆိုင်ဖြော်လက်ဖက်ရည်လေးဖြစ်အောင်လို့ကြိုထားတဲ့လက်ဖက်ချောက်အဖက်ကလေးတွေနည်းနည်းလောက်ထည့်လိုက်ပါတယ်ခုဆိုရင်တော့ဆိုင်ဖြော်လက်ဖက်ရည်ပုံမှန်လေးရသွားပါပြီငယ်ငယ်ကလက်ဖက်ရည်ဆိုင်သွားရင်လူကြီးတွေကခွက်နဲ့တောက်ပြီးကလေးတွေကိုအောက်ခံမခံကြားထဲထည့်ပြီးခွဲတိုက်နေကြနော်အဲ့လိုတောက်ရတဲ့လက်ဖက်ရည်ကအရန်အရသာရှိတာလက်ဖက်ရည်ဆိုင်မထိုင်ပြစ်လဲပူဖြော်ပြတယ်လို့လေးအိမ်မှာဖြော်တောက်ကြည့်ပါနော်တောက်လို့အရန်ကောင်းပါတယ်ပူတေတိုးလေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် Cook, eat, smile